ဒါကတော့ညာဈေးတန်းကဆိုင်ရှင်စီမှာ10မိနစ်လောက်အချိန်ပေးပြီးတင်ယူခဲ့တဲ့တမီသားစုလုံးလဲကြိုက်နေတတ်ကြတဲ့ခောက်ဆွဲကြော်လုံနီးလေးပဲဖြစ်ပါတယ်။အနံလေးကမွေးနေပြီးခောက်ဆွဲသားကလည်းဆေးဆေးပိုက်ပိုက်နဲ့စားလို့အကောင်းဆုံးပါပဲ။ရေဆူလာပြီဆိုရင်တော့ခောက်ဆွဲတွေကိုထည့်လိုက်ပါမယ်။မီးပြင်းပြင်းနဲ့80ရာခိုင်နှုန်းလောက်ကြက်အောင်ပြုတ်ပေးပြီးတာနဲ့ဆဲယူလိုက်ပြီးရေအေးလေးနဲ့မထစ်မနီဆေးပေးရပါမယ်။ဒါမှလည်းစွာတဲ့အခါခောက်ဆွဲသားကပိုးပြီးဆေးဆေးပိုက်ပိုက်လေးရှိနေမှာပါ။ရေစစ်သွားပြီဆိုရင်တော့စီတဇွန်ပဲငှက်များကြီးအနောက်ဇွန်ဝတ်လော့ထည့်လိုက်ပါမယ်။ပြီးရင်တော့အရသာနှံ့သွားအောင်တေးကြလေးနှဲပေးရပါမယ်။အဓိကကတော့ဒီလိုလုပ်ပေးခြင်းအပြင်ခောက်ဆွဲတွေကမသွားသလိုလုံးထွေးမသွားအောင်တားဆီးပေးတာပဲဖြစ်ပါတယ်။စီပူလာပြီဆိုရင်တော့အကျက်ဥလေးလုံးလောက်ထည့်လိုက်ပါမယ်။မီးပြင်းပြင်းနဲ့အကျက်ကြော်ပြီးအပိုင်းစားလေးတွေဖြစ်အောင်မွေပေးပါ။ပြီးရင်တော့ဝက်ဥချောင်းကျက်သွန်မိတ်နဲ့ကျက်သွန်ဖြူဓားပြရဲ့ထားတာတွေကိုထည့်ပြီးအနက်မွေးလောက်အောင်ခဏလောက်မွေပေးလိုက်ပါမယ်။အဲ့ဒီနောက်မှာတော့ကိုကြိုက်နှစ်သက်တဲ့အသီးရွက်တွေနဲ့မုံရင်းစိမ့်လေးတွေကိုထည့်ပြီးအသီးရွက်တွေနွမ်းသွားတဲ့အထိမီးပြင်းပြင်းနဲ့ကြော်ပေးပါမယ်။အသီးရွက်တွေချက်ပြီးဆိုရင်တော့ခောက်ဆွဲတွေကိုလောင်းထည့်လိုက်လို့ရပါပြီ။အရသာအတွက်ကတော့စား၊ကြက်သားမုံ၊ဇီယာမုံနဲ့ခရူစီအနှဲငယ်ထည့်ပေးရပါမယ်။ပြီးရင်တော့2မိနစ်လောက်ထပ်ပြီးမှွေကြော်ပေးလိုက်ရုံနဲ့အနက်အရသာနဲ့ပြည့်စုံတဲ့ခောက်ဆွဲကြော်လေးကိုရရှိပြီဖြစ်ပါတယ်။ကျွန်တော်လုပ်ပြသလိုမျိုးအိမ်မှာပဲခောက်ဆွဲကြော်ကိုလှုပ်ရှားမယ်ဆိုရင်တော့အနက်မွေမွေအသားစစ်စစ်လေးနဲ့ကတ်လဲမကတ်လုံးလဲမသွားတဲ့အတိုင်းညာစေးတန်းမှာတန်းစီဆောင်ပြီးဝယ်စားစရာမလိုတော့ဘူးပေါ့နော်